ဒီနေ့ကျွန်တော်တို့ပြောပြမယ့်ဇာတ်ကားကတော့တဘာဝဘီအန်ဒီယကီတခုလူသားဘဝတွေကိုဘလို့ပြောင်းလဲသွားနိုင်လဲဆိုတာကိုအရန်စိတ်လှုပ်ရှားဝယ်ပြထားတဲ့တောင်ကိုရီးယားဇာတ်ကား Tidal Wave Haeundae ထူပါတယ်ဇလန်ရဲ့အစမှာတော့နွေရာသီနေပူလောင်နေတဲ့ဘူးဆန်မြို့ Haeundae ကမ်းခြေလူတွေအပြည့်နဲ့ရေသန်းဂီတအပန်တွေပြည့်နှက်နေတယ်ခရီးသွားတွေရေချိုးရင်းပျော်ရွှင်နေကြတယ်အဲ့ဒီပျော်ရွှင်မှုအလယ်မှာချိုင်မန်စစ်ဆိုတဲ့ငါးဖမ်းသမားဟောင်းတွေယောက်ကသူ့ငါးစားဆိုင်လေးရှိဝါထိုင်နေတယ်မျက်နာမှာအမြဲဝမ်းနည်းမှုတစ်ခုကတ်နေတယ်လို့သူချစ်နေတဲ့ကန်ယွန်ဟီကဆိုင်လေးတစ်ဆိုင်ဖွင့်ထားပြီးနေ့စဉ်ပင်လယ်စာရောင်းရင်ဘွားဖြတ်တန်းနေတယ်ယွန်ဟီကမန်စစ်ကိုနှစ်ပေါင်းများစွာချစ်နေခဲ့ပြီးသူ့ဘက်မှာအမြဲရက်တီပေးနေတယ်ဒါပေမဲ့မန်စစ်ကအတိတ်ကအမားကြီးတစ်ခုကြောင့်သူ့ကိုယ်သူအပြစ်ရှိနေတယ်လို့ထင်နေတယ်2004အိန္ဒိယသမုဒ္ဒရာဆူနာမီအချိန်ကငါးဖမ်းလေပေါ်မှာယွန်ဟီရဲ့ဖခင်ကိုဆုံးရှုံးခဲ့ရတာသူ့ဆုံးဖြတ်ချက်မှားခဲ့လို့ပဲအဲ့ဒီအပြစ်ရှိစိတ်ကသူ့ကိုချစ်ချင်းကနေဝေးဝေးမှထားတယ်ယွန်ဟီကအဲ့အတိတ်ကိုမသိဘူးသူမကမန်စစ်ကိုယုံကြည်ပြီးလက်ထက်ချင်နေတယ်တစ်ဖက်မှာပါမုခကင်ဟွိဆိုတဲ့ပင်လယ်ဘူမိပေတဲ့ပညာရှင်တယောက်ကနိုင်ငံတကာပင်လယ်သုတေသနဌာနမှာအလုပ်လုပ်နေတယ်သူတွေ့ရှိခဲ့တဲ့ငလင်းလှူရှားမှုတွေကဂျပန်နဲ့ကိုရီးယားကြားပင်လယ်အောက်မှာဆက်တိုက်ခစ်နေတာတွေ့ပြီးစိုးရိမ်လာတယ်ဒီလိုအခြေအနေကနှခေါက်လေးအိန္ဒိယဆူနာမီနဲ့ဆင်တူနီလေလို့ယုံကြည်ပြီးမေဂါဆူနာမီကြီးလာနိုင်တယ်လို့အစိုးရကိုတခါမကတတိပေးတယ်ဒါပေမဲ့ခရီးသွားရာသီအကိအဝဖြစ်နေတော့လူတို့ထိုက်လတ်မှကြောက်ပြီးအေးမယူကြဘူးဟွိရဲ့ကိုပိုင်ဘဝကလည်းရှုပ်ထွေးတယ်ကွာရှင်းထားတဲ့ဇနီးယူချင်နဲ့တမီးဂျီမင်ကိုနှစ်ပေါင်းများစွာမတွေ့ရတော့ဘူးဂျီမင်ကသူ့ကိုဖခင်လို့မသိဘူးယူချင်ကအခုအသက်လက်ထပ်ထားပြီးဟွိကိုလက်လျူရှုထားတယ်ဒါပေမဲ့ဘူးဆန်မှာကျင်းပမဲ့ပြပွဲတစ်ခုကြောင့်သူတို့မိသားစုပြန်ဆုံဖို့အခွင့်အရေးရလာတယ်မန်စီရဲ့ညီရှောင်းစစ်ကကယ်ဆယ်ရေးအလုပ်သမားတယောက်စိုးကချမ်းသာကောလီသူဟီမီကိုပင်လယ်ထဲကကယ်တင်ခဲ့ပြီးနှစ်ယောက်ချစ်သူဖြစ်လာတယ်ဟီမီကအစကစိတ်ဆိုးနေနေမဲ့နောက်ပိုင်းချစ်ခင်လာတယ်မန်စီရဲ့ညိုတောင်းချွန်းကသူ့သားဆင်ရှာနဲ့အကျိုးတရားမဲ့လုပ်ငန်းတွေလုပ်ပြီးပတ်စံရှာတယ်နောက်ပိုင်းရဲကဖမ်းဆီးခံရပြီးမိသားစုပြဿနာပိုဆိုးလာတယ်နေ့ကနေပင်လေရီအခြေအနေထူးဆန်းလာတယ်ငါးနေကန်းသားကိုအလုံးရင်းတဲလာတယ်ရေတိမ်နေရာတွေရုတ်တရက်ပြောင်းလဲသွားတယ်နှက်တွေပြန်ထွက်သွားတယ်ပါမုခဟွိကဒါကဆိုးရွားတဲ့လက္ခဏာဖြစ်တယ်လို့ထီပြီးသူ့မိသားစုကိုဆက်သွယ်ဖို့ကြိုးစားတယ်ဒါပေမဲ့ကမ်းခြေမှာလူတွေအပြည့်တွေပျော်နေကြစေဘသူမှအန်ဒီရဲ့လာနေမှမထီးကြဘူးမန်စစ်ကယွန်ဟီကိုမီရှူမီဖန်ပွဲမှာလက်ထပ်ကမ်းလန်တယ်ယွန်ဟီကလက်ထံခဲ့ပြီးနောက်နေ့ဆိုင်ရှိမှာအနီရောင်ကြိုးချိထားမယ်လို့ပြောတယ်ဒါပေမဲ့နောက်နေ့မန်စစ်ကြည့်တော့ကျိုးမရှိဘူးဒေါန်ချွန်ကယွန်ဟီကိုအတိတ်အမှန်အတိုင်းပြောပြခဲ့လို့ယွန်ဟီစိတ်ဆိုးနေတယ်လို့သိရတယ်မန်စစ်ဒါသာထပ်ပြီးရန်ဖိကြတယ်ရုတ်တရက်ပင်လေရီနောက်ဆုတ်သွားတယ်ကမ်းခြေအောက်မှာမြေပြင်ကော်လာတယ်လူတွေအံ့ဩပြီးဓာတ်ပုံရိုက်နေတယ်အဲ့ဒီချိန်မှာအဝေးကနေအေးရမြန်လိုင်းတစ်ခုမြင်လာတယ်လိုင်းကြီးကမြန်နှုန်းတနာရီကီလိုမီတာရာချီနဲ့လာနေတယ်လူတွေအော်ဟစ်ပြီးပြေးကြတယ်ဒါပေမဲ့အချိန်မလုံလောက်တော့ဘူးလိုင်းကြီးကကမ်းခြေကိုရိုက်ခတ်ပြီးမြို့ထဲဝင်လာတယ်ကားတွေပြန်သွင်းတယ်အဆောက်အဦတွေပြိုကျဲတယ်တဘုံဘောကလူတွေရေထဲပါသွားတယ်မန်စစ်ကယွန်ဟီကိုရှာပြီးကဲဖို့ရုန်းကန်တယ်ယွန်ဟီကရေထဲပါနေတဲ့လူတွေကိုကူညီဖို့ကြိုးစားနေတယ်ဒေါန်ချွန်းကသူ့သားဆင်ရှင်နဲ့အတူလူတွေကဲတင်ဖို့ကြိုးစားနေရင်တဘုံပေါ်မှာပိတ်မိသွားတယ်ကွန်တိန်နာတွေပြုတ်ကျပြီးပောက်ကွဲမှုဖြစ်တယ်ပါမုခဟွိကသူ့သမီးဂျီမင်ကိုကဲဖို့အသက်ဆွတ်ပြီးရုန်းကန်တယ်ယူဂျင်ကလိုင်းထဲပိတ်မိနေတဲ့ဓာတ်လေကားထဲမှာသမီးနဲ့ဖုံးပြောနေရင်ငိုအကျွေးတယ်ကဲဆယ်ရေးလူတယောက်ကသူ့ကိုကဲထုတ်ပြတယ်အဆောက်အဦအမှုတ်ပေါ်မှာမိသားစုပြန်ဆုံပြီးဂျီမင်ကိုဟယ်လီကော်ပတာပေါ်တင်ပေးတယ်ထွက်ခွာခြင်းမှာဟွိကဂျီမင်ကိုပထမအဖေပါလို့ပြောပြတယ်ယူဂျင်နဲ့ဟွိပွဲဟာရင်ဒုတိယလိုင်းကြီးရောက်ပြီးသူတို့နှစ်ယောက်ပျောက်ကွယ်သွားတယ်ရှောင်းစစ်ကဟယ်လီကော်ပတာကနေဟီမီကိုကဲတင်ရင်ကျိုးပြက်မဲ့အချိန်မှာကိုကျိုးကိုဖြတ်ပြီးသူကဲနေတဲ့လူတယောက်ကိုဦးစားပြီးကဲတယ်သူကိုယ်တိုင်ရေထဲပျောက်သွားပြီးဆုံးရှုံးသွားတယ်လိုင်းတွေရောသွားတဲ့အခါဟေအွန်ဒီမို့ဟာအပိုက်ဆက်ခင်းနေတယ်လူတောင်းကြီးတေဆုံးပြီးပျောက်ဆုံးသူတွေအများကြီးကြမ်းရှင်းသူတွေအချင်းချင်းကူညီကြတယ်မန်စစ်ကယွန်ဟီရဲ့ဆိုင်ပျက်စီးတာကိုရှင်းရင်အနီရောင်ကျိုးလေးကိုတွေ့တယ်ယွန်ဟီကသူ့လက်ထက်ကမ်းလန်းမှုကိုလက်ခံခဲ့တာသိလိုက်ရတယ်နှစ်ယောက်ပျက်စီးနေတဲ့မြို့ထဲမှာပဲဘဝကိုပြန်လဲစတင်ဖို့ဆုံးဖြတ်ကြတယ်
ဒေါင်ချွန်ကသူ့မိခင်ဆုံးရှုံးခဲ့တာသိပြီးငိုကြွေးတယ်လူတွေအတူတကွပြန်လဲတိဆောက်ဖို့ကြိုးစားတယ်နေဝင်ဆက်ပျက်စီးနေတဲ့ဟေဝန်လေးကိုကြည့်ရင်ဘဝဆက်ရှင်တန်နေတယ်ဆိုတဲ့ခန်းစားချက်နဲ့ဇက်ကာပြီးသုံးတယ်ဆူနာမီကြီးကလူတွေကိုခွေးခွာစေခဲ့ပေမဲ့ချစ်ချင်းခွင့်လွတ်ခြင်းနဲ့မျှော်လင့်ချက်ကဆက်ရှင်တန်နေတယ်ဆိုတာပြသခဲ့တယ်အခုလိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်မိတ်ဆွေတဦးတယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော် channel ကို follow subscribe like လုပ်ဖို့မမေ့ပါနဲ့နော်အဲ့ဒါမှနောက်ထပ်ဗီဒီယိုများကိုဖန်တီးဖို့အတွက်ကျွန်တော်အားရှိမှမှုလို့ပါကြည့်ရှုမှုအတွက်လည်းအထူးပင်ကျေးဇူးတင်ပါတယ်